ယောက်ျားစစ်စစ်တယောက်မဟုတ်ဘူးဆိုပေမဲ့ငါတော့မဟုတ်ဘူးဆိုတော့နားလည်ထားဖို့လိုအပ်တယ် ဒီဇလန်ကိုအမရှိဒီမှာရှိတဲ့မင်းသားတော်တော်များများကိုပြောပြဘူးလေသူတို့ကြိုက်ကြတယ်ဒါပေမဲ့သူတို့ကိုယ်တိုင်မရရေး တို့ဟာတာမင်းတို့စိတ်ခွဲရနေရမှာခံစားတွေ့ဆုံနေတာအဲ့ဒါမရခိုးမှုပြောက်တယ် ရိုက်လိုက်လို့ရှိရင်ငါတို့ကိုအဲ့လိုများထင်သွားမလားဆိုတဲ့အမျိုးလေးလည်းရှိတယ်ပေါ့နော်ဆိုတော့ဟိုပြိတ္တကများအဲ့လိုထင်သွားရင်ဘယ်လိုလုပ်မလဲဆိုတော့ 妈母路，又家里好生意啊，那也比。 နိုင်ငံသားသူတယောက်နဲ့ပြီးတော့ပြောဘူးလေသူကဘာပြောလဲဆိုတော့လူပမာတွေပေါ့နော်အဲ့လိုကြီးစားထားကြတယ်တွဲကြတယ်ပေါ့နော်လူတွဲကြလဲဆိုတော့သူနှစ်သုံးမိုးတွဲပြီးတော့မှလက်ထပ်ရတယ်ပေါ့နော်လက်မထပ်ခင်မှာဘာမှမလုပ်ရဘူးပေါ့ဒါပေမဲ့လက်ထပ်ပြီးတော့မှသူတို့ကအတူတူအိတ်ရတယ်အဲ့သူကနားထောင်အောင်လို့ဆိုတယ်အဲ့ဒါဆိုတော့အတူတူအိတ်တော့မှတဲ့ဂေးဖြစ်နေဘယ်လိုလုပ်နေလဲပေးခြင်းတဲ့ message ကြီးကအများကြီးပဲဒီ item